ခေါင်းဆောင်ဆိုတာဖြစ်တယ်တရားသူ့ဘောက်ပြောလို့ရှိရင်ဘလို့မှအဆင်မပြေနိုင်လို့လူအင်အားနဲ့ဖြုတ်ခင်းနဲ့ပြည့်တယ်ဆိုတက်ဖွဲ့အတွက်ဘလို့မှအဆင်မပြေနိုင်ဘူးမင်းတို့လည်းမကောင်းဘူးငါလည်းမကောင်းဘူးငါမင်းတို့စတင်ခဲ့တဲ့ငါတပည့်သားသမီးတွေတသိတယ်လေဟုတ်တယ်လားအဲ့လိုမကောင်းမှကြောက်တဲ့ကြောင့်ဖြစ်ပြီးပြဥစ္စာတွေကလည်းကဘာကျော်ဝိုက်ဒီဖိုင်ကြီးကဟုတ်တယ်လားမင်းတို့ရဲ့ဆန္ဒဘာလုပ်ပြီးလဲဖော်ထုတ်ပြီးပြီလေမင်းတို့ဆန္ဒဖော်ထုတ်ပြီးကဘာကျော်ဝါပြီးအတိမရသွားပြီမင်းတို့ကတက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါဘောင်တွေကနေပြီးတော့ကျွန်တော်တို့မလုပ်ချင်တဲ့အတိုင်းငါတို့အထက်ရရှိတိုင်းရင်းမင်းကြီးနဲ့ပြည်နယ်ရဲတပ်ဖွဲ့မှုနဲ့တွေ့ပြီးတော့ဆုံးဖြတ်ချက်တစ်ခုရှိတာအဲ့ဒါတက်တိတစ်ခုပဲလေဒါကြောင့်တက်ပွဲကြီးတစ်ခုလုံးတက်ပွဲတစ်ခုနဲ့ပြည်သူ့ရဲ့ဂျာမရုံးရင်းဆန္ဒဖြစ်သွားရင်အကုန်လုံးအခုချိန်မှာတော့ရချုပ်တဲ့အဝယ်ဦးမဟောတော့ပါဘူးရချုပ်လေဟုတ်ကဲ့ဗျအခုတိတာနဲ့ဝင်လာတဲ့နဲ့ဝင်လာရချုပ်ဖြစ်နေရချုပ်တိတာကဘာကြားတဲ့တမ်းပဲရချုပ်လဲစစ်တမ်းနေဝင်လာတဲ့စစ်တပ်ရချုပ်ကဆိုရင်လို့လုံးကျင်တဲ့ဥစ္စာတွေလုပ်ပြီးပြီဟုတ်တယ်လားရင်ဆိုင်တဲ့ဥစ္စာကိုရင်ဆိုင်ပြီးဆိုတာဖမ်းဖို့လည်းမဟုတ်စီးဖို့မဟုတ်ရဲတပ်ဖွဲ့မှုနဲ့မဟုတ်လေရဲတပ်ဖွဲ့မှုနဲ့တွေ့မယ်အဲ့ဒါမှတင်တိုင်းကပ်မှာတွေ့လာမယ်တွေ့ပြီးတော့ကျွန်တော်တို့ရဲ့ဆန္ဒဒါရှိတယ်ဒီလိုတော့ကိုယ့်ကိုပြောပြသလိုပဲအဲ့လိုပြောလိုက်မကောင်းဘူးလားဒီလိုကြီးလောက်ထားတဲ့ဥစ္စာရေရှည်ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲသဘောပေါက်လားတက်ဖွဲ့ဖြစ်တယ်လေရေရှည်ဘယ်လောက်တောင့်ပြီးတော့ခံနိုင်ပါလဲရေရှည်ဘယ်လောက်တောင့်ခံနိုင်မခံနိုင်ဘူးတက်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းမှန်တယ်ဟဲ့လားမျိုးနယ်ဘူးရဲမှုကိုယ်တိုင်တောင်းမှန်ပြီးတော့မှတက်ဖွဲ့လုံးတဲ့ဥစ္စာလုပ်ပြီးလိုက်ခဲ့ပြီးတော့ပြည်နယ်မှာတခါတည်းတွေ့ဆုံပြီးမလုပ်ချင်တော့ဘူးကျွန်တော်တို့လိုရှိတယ်ဆိုတော့မဟုတ်ဆိုသူတို့အုပ်တဲ့အတင်းနဲ့ဖမ်းတယ်ဆိုရင်တယောက်နဲ့တယောက်ပြောနေတာတက်နိုင်တယ်လေဟုတ်ကဲ့ကျွန်တော်ပြောပြမယ်ကြာကျွန်တော်ကဒီလိုကပြန်လိုက်ဖို့ဆိုတာကျွန်တော်တို့ပြန်လိုက်တယ်ဆိုတာတပ်ဖွဲ့တက်ဝင်တယ်ဆိုတာတတွေးတက်သွားတက်ပြီးသူနဲ့ကြာရင်ကျွန်တော်တို့ဘာမှမဆိုလို့ကျွန်တော်တို့ကဒေတာခံရကြပါကျွန်တော်တို့ဆန္ဒပြတဲ့ထဲမှာကျွန်တော်တို့မောင်နှမကြီးတရွာသားထဲကျွန်တော်တို့ကိုယ်တိုင်ပြန်လို့ကျွန်တော်တို့တရွာသားထဲပဲဗျမဟုတ်ရဲပြန်လို့ဖို့အတွက်ပြောတာတစ်ချက်မှမပါမဟုတ်ဘူးဗျာဒါမဲ့အခုတောင်းချတာကျွန်တော်တို့ဒေတာခံရပဲဗျာမဟုတ်ဘူးမင်းတို့ဒီလေးကိုရဲပြန်လို့ဖို့အတွက်တစ်ချက်မှမပါဘူးကိုယ်ဆန္ဒကိုကိုအမေပါရဖေးပါရဟုတ်ဘူးဗျာကိုယ်ဆန္ဒကိုကိုဖော်ထုတ်လိုက်တယ်ဆန္ဒပြတဲ့ထဲမှာပြည်သူတွေကျွန်တော်တို့မောင်နှမတွေပါတယ်ဟုတ်တယ်နော်ဟုတ်တယ်ကျွန်တော်တို့ကျွန်တော်တို့ရတဲ့ဖွဲ့နေလဲဟုတ်ပြောပြမယ်ဒီမှာပြောပြမယ်ဖြစ်တဲ့ဥစ္စာဖြစ်ပြီးပြီဖြစ်တဲ့ဥစ္စာပေါ်မူတည်ပြီးတော့အကောင်းဆုံးနည်းလမ်းတစ်ခုကကိုကယောက်ျားပဲတပ်ဖွဲ့ဝင်လာတာပဲဒါတစ်ခုလုပ်ပြီးပြီဒီဥစ္စာနဲ့ပတ်သက်ပြီးစောင့်ကြည့်တဲ့တစ်ခုကိုဘယ်လိုလုပ်မလဲဆိုတော့ရဲမင်းကြီးနဲ့တပ်ဖွဲ့ရဲ့ပုတ်ကဲမှုအောက်မှာပြည်နယ်ရဲတပ်ဖွဲ့မှုရှိတယ်လေရုံးမှာကျွန်တော်တောင်းဝင်ခံပြီးခင်ဗျားတို့ခေါ်ရမယ်အဘကျွန်တော်အခုလောလောဆယ်တော့ပြန်လိုက်တော့ဖို့တော့အစီအစဉ်မရှိသေးဘူးတာဆူရပြန်လိုက်တော့အစီအစဉ်မရှိဘူးနော်မရှိဘူးတာဆူရတော့ပြန်လိုက်မလိုက်ဘူးဒီဆိုရမပြုံးမချင်မလိုက်ဘူးရတာဆူတော့ပြန်လိုက်တော့ပြည်သူအာဏာပြောင်းမရသေးသေးကျွန်တော်ကတော့မလာနိုင်ဘူးပါဟုတ်ဘူးဒါတက်ဖွဲ့သဘောပေါ့ဟုတ်လေမင်းတို့လည်းငါအကြောင်းတိပြီးသားပဲဒီကလေးဆိုငါနဲ့နင်းကက်ကနေတာဟုတ်စိတ်ကြပါကျွန်တော်ကအစကတည်းကကျွန်တော်ဘောလခဲမြုပ်နေရဲတာဖွဲ့မှုရဲမှုနိုင်ပွဲရင်မောင်းရင်မောင်းပါကျွန်တော်တို့အပရင်းနဲ့ရင်းကြီးရကျွန်တော်သိရတယ်အပကျွန်တော်တို့အများအားကောက်ရိုက်အဘရင်မှုကောက်ရိုက်တာကျွန်တော်တို့ကတူသွားနေတာဟုတ်တယ်အဘကျွန်တော်သိရဗျအဲကြောင့်မို့ကျွန်တော်တို့ကလည်းဘာဖြစ်လဲဆိုတာကိုမနမချင်းကိုတရားတာချင်းကိုတို့အဲ့လိုမျိုးဆန္ဒပြဘာဖြစ်လဲဆိုဆန္ဒပြတာသူတို့ရဲ့အမှန်တရားပဲလေကျွန်တော်တို့ရဲ့ပါဝင်လုံးစော်ပေးရမှာပဲလေဟုတ်ပြီညီလေးတို့ရဲ့သမိုင်းတစ်ခုကတင်သွားပြီဒီဖိုင်တစ်ခုမှာဘာကြော်သွားပြီညီလေးအကောင့်ထဲပေါ်သွားမှာပါဟုတ်ခဏလေးပါကျွန်တော်တို့ဒီခေတ်မှာကျွန်တော်တို့ဒေတာခံရတာဆိုရတဲ့တက်တယ်